ဒီတွင်ပေါက်ကြီးရဲ့ကနေငရဲကိုရအောင်သွားလို့ရတယ်လို့လူတွေကယုံကြည်ကြတယ်။ဒါကအပြင်မှာရှိတဲ့တစုံတရာကိုကောက်ွယ်ဖို့အတွက်စောက်လုပ်ထားတဲ့ရဲတိုက်ကြီးမဟုတ်ဘူး။အထဲမှာရှိတဲ့အရာတွေအပြင်ကိုထွက်လာမှစိုးလို့ဒီဟာကိုစောက်လုပ်ထားခဲ့ကြတာ။ချမ်းနိုင်ငံမှာရှိတဲ့ Oscar ရဲတိုက်ကလူသူကဲမဲ့နေတဲ့တောလေကောင်ကြီးမှာစောက်လုပ်ထားတာ။အဲ့ဒီနေရာမှာရေလည်းမရှိသလိုမျိုးအဲ့ဒီနေရာဘာတန်ဘိုးမှရှိတဲ့နေရာတစ်ခုလည်းမဟုတ်ဘူး။အဲ့ဒီနေရာကိုသွားရလာရတာကလည်းအတော်လေးကိုခက်တယ်။လူတွေယုံကြည်ထားကြတာကတော့ဒီရဲတိုက်ကြီးကိုအေယာမတွင်းနာပေါက်ကြီးရဲ့အပေါ်မှာစောက်လုပ်ထားတာဆိုပြီးတော့အားလုံးကယုံကြည်ကြတယ်ဒီတွင်းနာပေါက်ကြီးကငရဲထီအောင်ပေါက်နေတယ်ဒီကနေငရဲကိုသွားလို့ရတယ်လို့လည်းလူတွေကယုံကြည်နေကြတယ်ဒီတွင်းနဲ့ပေါက်ကြီးကိုပထမဦးဆုံးရှောက်ဖွေတွေ့ရှိခဲ့တဲ့အချိန်မှာပဲအာနာပိုင်တွေကထောင်သားတွေနဲ့အပေးချူတစ်ခုလုပ်ခဲ့တယ်အဲ့ဒါကတော့ဘယ်သူမဆိုဒီတွင်းနဲ့ပေါက်ထဲကိုဆင်းပြီးတော့ကြည့်မယ်ဆိုရင်တော့အဲ့ဒီထောင်သားကိုလွန်ငင်းချမ်းသာခွင့်ပေးမယ်ဆိုတာပဲအဲ့လိုနဲ့ပထမဦးဆုံးတယောက်ဆင်းသွားခဲ့တဲ့အချိန်စက္ကန့်အနည်းငယ်အကြာမှာပဲသူ့ကိုပြန်ဆွဲတင်ပေးပါတော့ဆိုပြီးတောင်းဆိုလို့ပြန်ဆွဲတင်ပေးခဲ့တဲ့အချိန်မှာပဲခဏအတွင်းသူဟာစပင်းတွေဖြူဖွေးသွားပြီးနှစ်30လောက်အိုမိုအိုမေးရင်းလျှော်သွားခဲ့။ဒါအပြင်အောက်ထဲမှာကြောက်စရာကောင်းတဲ့အတောင်ပံတွေပါရှိတဲ့လင်းတို့လိုတတော်တွေကိုတွေ့ခဲ့ရတယ်ဆိုပြီးတော့လည်းသူပြောတယ်။တွင်းနဲ့ကြီးရဲ့အပေါ်မှာဖះเจ้าတစ်เจ้าကိုစောက်လုပ်ထားပြီးတော့ဒီနေရာမှာဘယ်သူမှလာပြီးတော့မနေကြပါဘူးလူတွေနေထိုင်ဖို့အတွက်စောက်လုပ်ထားတဲ့နေရာလည်းမဟုတ်ဘူးတွင်းနဲ့ထဲကနေပြီးတော့မကောင်းဆိုးဝါးတွေထွက်လာမှကိုကြောက်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာကိုစောက်လုပ်ထားကြတာဘာလို့မဆိုဒီနေရာကိုအရန်ကိုစိတ်ဝင်စားလို့လာရောက်လဲပတ်ကြတဲ့သူတွေကတော့ဒီနေရာရဲ့နေရန်တွေပေါ်မှာကြောက်စရာကောင်းတဲ့ရုပ်စင်းတံနဲ့အရေးတွေကိုမြင်တွေ့ရတယ်လို့ပြောကြတယ်တွင်းနဲ့ကြီးတွေကနေအော်ဟစ်တန်တွေကိုလည်းကြားရလေးရှိပြီးထူးဆန်းတဲ့အတောင်ပံတွေနဲ့တတော်ကောင်တွေကိုလည်းတွေးခဲ့ရတယ်ဆိုပြီးတော့ပြောကြတယ်အဲ့ဒီနေရာကအခုလက်ရှိအချိန်အထိရှိနေပါသေးရဲ့တွားရောက်လေပတ်လို့လည်းရပါတယ်တကယ်ပဲသူတို့ပိတ်ဆို့ထားခြင်းတဲ့အရာသူတို့တားမြစ်ခြင်းတဲ့အရာကဘလို့အရာဝတ္ထုလဲဆိုတာကိုမသိပေမဲ့တစုံတစ်ခုကိုတားမြစ်ဖို့အတွက်သူတို့ကဒီရဲတိုက်ကြီးကိုစောက်လုပ်ခဲ့ကြတာအခုဒီနေ့ဒီအချိန်အထိအဲ့ဒီနေရာကတည်ရှိနေဆဲဖြစ်ပါတယ်အားလုံးရောအဲ့ဒီနေရာကိုတွားရောက်လေပတ်ခြင်းကြပါသလားတကယ်လို့အဲ့ဒီနေရာကိုရောက်သွားပြီဆိုလို့ရှင်ရောတွင်းနဲ့ကြီးရဲကိုငှုတ်ကြည့်ရဲလား